မင်္ဂလာပါခင်ဗျာကျွန်တော် TZ က vlog ကသားဆိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဘက်ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကအခုချိန်မှာကျွန်တော်တို့ကဘာအရရက်နဲ့ဆိုင်တဲ့ကိစ္စလေးတစ်ခုဖြစ်နေတဲ့အချိန်မှာစီအခက်ခဲတွေဖြစ်တယ်ဒါကျွန်တော်တို့စီမှာပဲဖြစ်တာမဟုတ်ဘူးနေရာတော်တော်များများဒီကဘာလုံးနဲ့ဆိုင်ရာဖြစ်နေတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီချိန်မှာတခြားကိစ္စတွေတော့ကျွန်တော်အရင်နားမလည်ဘူးကျွန်တော်နားလည်တာကတော့ကားဈေးကွက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကပြောချင်တာက EV တွေကအရန်ဈေးတွေတက်သွားပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်အကြံပေးချင်တာကတော့မတန်မရာဈေးဆိုလို့ရှိရင် EV မှမဟုတ်ဘူးစီကားဆိုလဲမဝယ်ပါနဲ့လောလောဆယ်စီကားတက်နှုံထက်ကို EV ကားရဲ့ဈေးတက်နှုံကပို့ပြီးတော့များနေပါတယ်ကျွန်တော်အဓိကဖြစ်စေချင်တာကတော့ဗျာဒီလိုမျိုးအကုန်လုံးဒုက္ခရောက်နေတဲ့အချိန်မှာစီးပွားရေးသမားတွေကလည်းပတ်စံရှာတာတော့ရှာတာတပိုင်းပေါ့ခင်ဗျာတကယ်တမ်းcustomer တွေပေါ်စေတနာရှိရဆိုလို့ရှိရင်ဒီလောက်ထိရုပ်ပြက်စင်ပြက်တက်เสียမလိုဘူးလို့တော့ထင်ပါတယ် demand နဲ့ supply ကိုတော့ကျွန်တော်ကောင်းကောင်းကြီးနားလည်ပါတယ်ဝယ်လိုအားများလို့ရှိရင်တော့ဒီ product တစ်ခုကဈေးတက်မယ်ဒါကတော့ကျွန်တော်တို့စီးပွားရေးလုပ်နေတဲ့လူတွေအကုန်လုံးကနားလည်ပါတယ်ဒါပေမဲ့လည်းအထိုက်အလျောက်တစ်ခုထိပဲတက်တာမျိုးကိုတော့ကျွန်တော်တို့အားလုံးလက်ခံတယ်ကျွန်တော်တို့ကိုယ်တိုင်တောင်မှစီကားဈေးတက်တယ်ဆိုလို့ရှိရင်မတန်မရာဈေးဆိုလုံးဝမဝယ်ဘူးကားအရန်ကြိုက်တယ်ပေါက်ဈေးထက်10သိန်း15သိန်းဟနေတယ်ဆိုလို့ရှိရင်တခါလေကျွန်တော်တို့လည်းပေးဝယ်တာပဲဘာဖြစ်လို့လဲဆိုရုပ်ပြက်စင်ပြက်မဖြစ်လို့ဗျာအခုက EV ကမဟာတရားရုပ်ပြက်စင်ပြက်ဈေးတွေတက်တယ်အဲ့ဒါကိုတချို့ကလည်းဝယ်ကြတယ်အဓိကတော့ကြောက်အားလန့်အားနဲ့ပေါ့နော်လုံးဝနားမလည်တဲ့အပြင် customer တွေလုံးဝနောက်ဆုံးစီးမဲ့အပြင်လူစစ်စစ်တွေကဝယ်ကြတာပေါ့နောက်ဆုံးတကယ်နစ်နာမှာသူတို့နစ်နာမှာရောင်းတဲ့သူတွေနစ်နာမှာမဟုတ်ဘူးကျွန်တော်ရဲ့ vlog ထုံးစံတွေအတိုင်းပဲကျွန်တော်အမှန်ဝယ်ပြောတာဖြစ်တယ်ဘသူတူတယောက်မှကျွန်တော်တိုက်ခိုက်လို့တဲ့စိတ်သူတို့ရဲ့စီးပွားရေးကိုထိခိုက်လို့တဲ့စိတ်ကျွန်တော်မှမရှိဘူးကျွန်တော်အကြံပေးတာကတော့ဈေးအရန်များခေါ်တဲ့ဒီကားတွေပေါ့နော်နောက်ရောင်းတဲ့သူတွေဆိုလို့ရှိရင်မဝယ်နဲ့အာမပိနဲ့ကျွန်တော်စီကားတွေဆိုလဲဒီစီကားတွေအင်ဂျင်ကားတွေကျွန်တော်ဈေးခေါ်တာမဟာတရားများတယ်ဆိုရင်မဝယ်နဲ့ရတယ်ကျွန်တော်ကြတော့ဒီမြင့်လူတွေကမကောင်းကျွန်တော်ကောင်းတယ်အဲ့လိုမျိုးပြောချင်တာမဟုတ်ခင်ဗျာကျွန်တော်ကိုယ်တိုင်မကောင်းတာလုပ်တယ်ဆိုလဲကျွန်တော်အာမပိနဲ့ရတယ်ကျွန်တော်အခုပြောတဲ့ဒီအကြောင်းအရာလေးပေါ့နော်အဓိကရည်ရွယ်ချက်ကတော့customer တွေပေါ့နော်အဓိကနောက်ဆုံးဘာမှနားမလဲတဲ့အပြင်လူစီးမဲ့သူစစ်တွေကိုနစ်နာမှုတစုံတရာမဖြစ်အောင်ကျွန်တော်ကအဓိကထားပြီးတော့ပြောပေးတာပေါ့နောက်တစ်ခုကျွန်တော်ပြောချင်တာကအခြေအနေအတိုင်းအတာတစ်ခုပြီးသွားလို့ရှိရင်ကဈေးကြမှာဆိုတာကမဟာရီယာတင်ထားတဲ့ကားတွေကဈေးကြမှာကျွန်တော်တို့အင်ဂျင်ကားစီကားဆိုလို့ရှိရင်လည်းအဲ့ဒီတိုင်းပဲဥပမာပေါ့ဗျာအခုဆို Honda VG စစ်တွေတချို့3,000အပေါ်တွေခေါ်နေကြတာရှိတယ်ရုပ်ပြောင်းနေပါတွေ3,000အပေါ်ခေါ်တာဟိုးရင်ကလေးလွန်ခဲ့တဲ့4-5 လအလောက်ပေါ့နော်6 လကလေးကတချို့ကားလေးဖြစ်နေတယ်မှန်တယ်အခုကရုပ်မပြောင်းတွေကို3,000အပေါ်တွေခေါ်နေကြတာကြတော့မပေါက်သေးဘူးအဲ့ဈေးဒီလိုစကားမျိုးကကားရောက်တဲ့လူဘယ်သူမှပြောမှာမဟုတ်ဘူးကျွန်တော်ပဲပြောတာကျွန်တော်ပြောတယ်ဆိုတာလေကျွန်တော်ကလည်းသူတို့ကိုထိခိုက်ပါစေနစ်နာပါစေဆိုတဲ့စိတ်ကျွန်တော်မှမရှိဘူးအဓိကတော့အိမ်စီးသမားတွေမတန်မရာပေးဝယ်ရတယ်ဆိုတာမျိုးဖြစ်သွားမှာဆိုလို့ကျွန်တော်ကတတိပေးခြင်းဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်အဓိကအကြံပေးချင်တာကတော့မတန်မရာဆိုလို့ရှိရင်ဘယ်လိုကိစ္စမျိုးမှဘယ်ပစ္စည်းမှမဝယ်ပါနဲ့ကားတစ်ခုတည်းကမှပြောချင်တာမဟုတ်ပါဘူးဘယ်အရာကိုမဆိုကျွန်တော်ပြောချင်တာပါခင်ဗျာအဲ့တော့အခြေအနေတစ်ခုပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ engine ကားပဲဖြစ်ဖြစ် EV ပဲဖြစ်ဖြစ်ဈေးကပြန်ကျမှာပါအဲ့လိုကြရင်ဈေးအကုန်ဈေးအမြင့်မတန်မရာဝယ်ထားတဲ့သူတွေကအရန်အထိနာပါလိမ့်မယ်ခင်ဗျာကျွန်တော်ဒီစကားကိုထွက်ပြောတာတကယ်စေတနာတီးတန့်လေးနဲ့ကျွန်တော်ပြောပြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော် vlog တွေထုံးစံတိုင်းပဲကြိုက်တဲ့လူကတော့နဲပါလိမ့်မယ်ကျွန်တော်စောင့်မင်ကတ်တဲ့ကောင်တွေကတော့ပိုများပါလိမ့်မယ်သူတို့ကိုလည်းကျွန်တော်ကစောင့်မင်ကတ်လို့ကြည်မရလို့နစ်နာပါစေဆိုပြီးပြောတာမဟုတ်ဘူးဒါပေမဲ့သူတို့ကြည့်မရတာကျွန်တော်နဲ့မဆိုင်ဘူးကျွန်တော်နဲ့ဆိုင်တာကတော့ကျွန်တော်ကားနဲ့ပတ်သက်တဲ့ဟာတွေကို knowledge sharing လုပ်တဲ့အချိန်မှာကျွန်တော်မှန်မှန်ကန်ကန်ပဲလုပ်တယ်ကျွန်တော်ကားအယောင်းဝယ်လုပ်တဲ့အခါမှာလည်းကျွန်တော်မှန်မှန်ကန်ကန်ပဲလုပ်တဲ့ကျွန်တော်ရဲ့ဗီဇအတိုင်းပဲကျွန်တော်တတိပေးအကြံပြုစကားလေးပြောချင်တာပါခင်ဗျာတတိပေးဆိုတာကကျွန်တော် customer တွေရောကားဝယ်မဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြောချင်တာပါခင်ဗျာရောင်းတဲ့ကောင်တွေကိုကျွန်တော်အဓိကပြောချင်တာမဟုတ်ပါဘူးခင်ဗျာဆိုတော့အားလုံးကားဝယ်မဲ့ဆိုတဲ့သူတွေကဒီအချိန်မှာကားဝယ်မဲ့ဆိုလို့ရှိရင်တေချာလေးစဉ်းစားပေးပါခင်ဗျာစီကိစ္စဖြစ်တယ်ဆိုတာအချိန်အတိုင်းအတာတစ်ခုဖြစ်သွားလို့ရှိရင်ပြန်လဲအဆင်ပြေသွားမှာပါအဲ့တော့စီကားပဲဖြစ်ဖြစ် EV ကားပဲဖြစ်ဖြစ်ဝယ်မဲ့ဆိုလို့ရှိရင်ကျွန်တော်အရင်တုန်းက vlog တွေအတိုင်းပဲတအားကြီးမလောနဲ့ပေါက်ရပေါက်ဈေးပဲဝယ်အရန်ကြိုက်တယ်ဆိုလဲ
ဈေးပို့ပေးရင်10 သိန်း30တဲ့ပို့ပြီးတော့မပေးပါနဲ့ခင်ဗျာဒါကျွန်တော်စေတနာအကြံပြုစကားလေးပါโอเคကျွန်တော်ဘာလို့ဒီကြားထဲမှာ car review တွေကိုတိတ်မပြောပြတာလဲဆိုတော့အကုန်လုံးပေါ့နော်ဒီစီနဲ့ပတ်သက်ပြီးတော့ကာလောကမှာအခက်အခဲလေးဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်vlog ကြီးကိုကြည့်ပြီးတော့ဘယ်ကားတော့ဘယ်လိုကောင်းပါတယ်ဘယ်ကားတွေကဈေးဘယ်လို short နေပါတယ်ဘယ် promotion တွေရှိပါတယ်ကျွန်တော်စီမှာတော့ဘာကားတွေရှိပါတယ်ဘယ်လောက်နဲ့ရောင်းပေးပါမယ်ဆိုတဲ့ဟာမျိုးကျွန်တော်မပြောချင်လို့ကားနဲ့ပတ်သက်တဲ့ဟာလေးကိုပဲဝယ်မဲ့သူတွေဒီအချိန်မှာဆင်ကျင်လို့ရမယ်topic လေးကိုပဲအဓိကထားပြီးပြောပေးခြင်းလို့ car review တွေကိုကျွန်တော်တိတ်ပြီးတော့ဒီကြားထဲမှာမတင်ပြတာဖြစ်ပါတယ်ခင်ဗျာရိုက်ပြီးသားလေးတွေလည်းရှိပါတယ်ဆိုတော့အခြေအနေတိုင်းတာတစ်ခုထိပြီးသွားရင်တော့အဲ့ဗီဒီယိုလေးတွေ car review ဗီဒီယိုလေးလည်းတောက်လျှောက်လာဖို့ရှိပါတယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်လေးနဲ့ပဲကျွန်တော်ရဲ့ vlog လေးကိုအဆုံးသတ်ချင်ပါတယ်ခင်ဗျာကားစီးမဲ့သူတွေအားလုံးမှန်မှန်ကန်ကန်နဲ့စိတ်အေးအေးလေးဆုံးဖြတ်ပြီးတော့မှကားကိုဝယ်နိုင်ပါစေလို့ကျွန်တော်ဒီနေရာနေပြီးတော့ဆုမွန်ကောင်းလေးတောင်းပေးချင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ TZ car vlog ကတာဆိုပါအားလုံး peace